ကောင်လေးတယောက်မတော်တဆတောင်ကမ်းပါးကနေကျသွားတဲ့အချိန်လက်တစ်ဖက်ကကဲတင်ပေးခဲ့ပါတယ်အဲ့ဒီနောက်သူမြေတူးကြည့်တော့စက်ရုပ်တစ်လုံးကိုတွေ့ခဲ့တယ်စက်ရုပ်ကတော့အလုံးလုံးနေသေးပြီးလူရဲ့လှုပ်ရှားမှုတွေကိုကူးယူပြီးနောက်မှပြန်သုံးနိုင်တဲ့စွမ်းရည်ရှိပါတယ်မြင်းညစ်တွေကိုတန်ရှင်းလိုက်တဲ့အခါစက်ရုပ်နာမည်ကအဒမ်လို့သိလာပါတယ်ကောင်လေးကအဒမ်ကိုသူ့အဖေစီယူသွားပြီး Robert Boxing ဝင်ပြန်ကျင်တယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့သူ့အဖေကလက်မခံခဲ့ပါဘူးအဒမ်ကပထမဆုံး generation စက်ရုပ်ဖြစ်ပြီးတိုက်ခိုက်ဖို့မတိဆောက်ထားတာကြောင့်ပါဒါပေမဲ့ကောင်လေးကတော့အဒမ်တနေ့မဖြစ်မနေအောင်မြင်မယ်လို့ယုံကြည်နေခဲ့ပါတယ်သူ့အဖေကသူ့ကိုစိတ်ပြတ်အောင် Robert Fight တစ်ခုကိုခေါ်သွားခဲ့ပါတယ်အဲ့ဒီမှာသူအရန်ကြီးမားတဲ့စက်ရုပ်တစ်လုံးကိုမြင်ပြီးပို့ပြီးတောင်မတန်းကိုဝင်ပြန်ကျင်လာခဲ့ပါတယ်နောက်ဆုံးတော့သူ့အဖေကလက်ခံပြီးအဒမ်နဲ့ underground fight တစ်ခုကိုဝင်ပြန်လိုက်ပါတယ်ပထမပွဲမှာတော့သူ့အဖေမျှော်မှန်းထားသလိုပဲအဒမ်ကိုပြန်ဘက်ကအရန်ရိုက်နှက်ပြီးတန်မိုက်လိုဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာအဒမ်ကအားမလျှော့ပဲစက်တိုက်ထိန်းထားနိုင်ခဲ့ပြီးနောက်ဆုံးမှာတော့အနိုင်ရခဲ့ပါတယ်သူတို့ rematch ကိုလည်းလက်ခံခဲ့ပြီးသူ့အဖေကအဒမ်ကိုအပြင်းထန်လေ့ကျင့်ပေးခဲ့ပါတယ်ကောင်လေးကိုလည်းထိန်းချုပ်ဆက်အသုံးပြုနည်းတွေသင်ပေးခဲ့ပါတယ်ဒီတစ်ခါမှာအဒမ်ကပိုပြီးထူးချွန်လာခဲ့ပြီးပြန်ဘက်ရဲ့လှုပ်ရှားမှုတွေကိုကြိုတင်ခံမှန်းနိုင်လာပါတယ်ရှောင်းတိန်ပြီးပြန်တိုက်နိုင်လာကနောက်ဆုံးမှာတော့တစ်ချက်တည်းနဲ့ပြန်ဘက်ကိုလဲကျစေခဲ့ပါတယ်သူတို့စုငွေတွေရရှိလာပြီး fight promoter တယောက်ရဲ့စိတ်ဝင်စားမှုကိုလည်းရရှိလာခဲ့ပါတယ်နောက်ပိုင်းမှာဘာနာကြီးတဲ့ဝင်ပြိုင်ပြီးအရန်မိုက်တဲ့ action တွေပြသခဲ့ပါတယ်အစပိုင်းမှာ teamwork ကအဆင်မပြေသေးပေမဲ့အဒမ်ရဲ့ခံနိုင်ရည်ကြောင့်သူတို့ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်ပွဲတွေဆက်တိုက်တိုင်နေရင်သူတို့ရဲ့ပူးပေါင်းမှုကပိုပြီးတိကျလာခဲ့ပါတယ်သူတို့ရဲ့လှုပ်ရှားမှုတွေကပွဲချီနေကိုပြောင်းလဲပြနိုင်ခဲ့ပြီးပရိသတ်တွေကလည်းအရန်ကိုစိတ်လှုပ်ရှားခဲ့ပါတယ်ဒီအောင်မြင်မှုကြောင့်သူတို့နာမည်ကပိုပြီးလူသိများလာခဲ့ပါတယ်နောက်ဆုံးမှာတော့မရှုံးဘူးတဲ့ champion တွေ